ဒီနားမှာငကားဖျားလာဖို့ပေါ့နော်ဖွင့်နေအဲ့လက်ဖက်ရည်ဆိုင်ဆိုတဲ့ဟာလေးကဒီဆိုင်နားလေးမှာအဒီငကားဖျားနားလေးမှာပဲရှိတာတိတ်လဲမွေးမိနစ်20လောက်ဆိုရောက်ပြီအဲ့တော့ကျွန်တော်သွားကြည့်ပါမယ်ဆိုင်နာမည်ကိုယ်တိုင်ကလက်ဖက်ရည်ဆိုင်နဲ့အဲ့တော့ကျွန်တော်တော့အရင်စိတ်ဝင်စားနေတယ်ဘယ်လိုမျိုးလေးဖြစ်မလဲဈေးနှုန်းတွေရောအရသာတွေရောအဆင်ပြေမလားဆိုတာကိုကျွန်တော်ဒီလိုက်ကြည့်ပေးပါဦးခင်ဗျာအခုတော့ဆိုင်လေးကိုရောက်ပါပြီခင်ဗျာဆိုင်လေးကမြင်တဲ့အချိန်မှာပဲလုံးဝတကယ်ကိုလက်ဖက်ရည်ဆိုင်ထိုင်ဖို့ဆိုင်ကိုရောက်သွားလို့ခံစားရပါတယ်ခင်ဗျာဆိုင်မှာအပြင်ဝိုင်းနဲ့အတွင်းဝိုင်းဆိုပြီးထိုင်လို့ရပြီးတော့အခုအတွင်းဝိုင်းမှာဆိုတကယ်ဝင်လိုက်တာနဲ့တကယ်ကို decoration တွေကဆွဲထားတဲ့ပကြီးသားတွေကဆိုတကယ်ဟိုးရှေးတုန်းက90 20ပေါ့နော်အဲ့လိုပြောရမယ်ဆိုအဲ့ဒီတော့ပုံလေးတချို့ပုံလေးဆိုရင်ကျွန်တော်ငယ်ငယ်ကတော့မမြင်ဘူးအဲ့လိုပုံမျိုးလေးရောဆွဲထားဆိုတကယ်ကိုဟိုးကြီးကဖိုက်ကိုရစီပါတယ်ခင်ဗျာခုတိုင်းနေမှာကတ်ထားတဲ့ပုံလေးဆိုရင်ဒါအဲ့တုန်းကဆိုကျွန်တော်တော့ဝေးမှာမဟုတ်သေးဘူးအဲ့ဒီတော့ဆိုလက်ဖက်ရည်ဆိုင်ထိုင်နေဆိုတာကဒီလိုတင်းနေကြတယ်ပေါ့နော်ပြောရမယ်ကလာလာလေးပေါ့သူတို့တွေကြားထဲမှာဆိုဘယ်လောက်တောင် trend ဖြစ်ပြီးတော့တကယ်ကိုမြန်မာကာရှာတစ်ခုတွေ့ရမယ်ဆိုတော့အမှန်လို့တော့မရပါဘူးနော်မီနူးရင်းနဲ့ကြည့်ရမယ်ဆိုရင်အရင်တော့စီကဒီဈေးကြီးတယ်မှာမပါဘူးအမေဆုံးနေပြီးတော့တကယ်ကိုပေါ့နော်ကျွန်တော်လက်ဖေးဆိုင်ထိုင်နေ coffee လက်ဖေးတောက်ဟိုအတုပ်လေးစားရင်းနဲ့တုံးတဲ့ပုံစံမျိုးပေါ့ပြီးတော့မီနူးလေးအောက်ဆုံးကြောင်းလေးမှာပါတဲ့စားလေးဆိုတဲ့တကယ်ကိုငငယ်တုန်းကတင်ရချင်း vibe လေးတကယ်အနှစ်သာရရှိတဲ့အချိန်ကာလလေးပဲဖြစ်ပါတယ်နော်။နိုင်လက်တန်လေးခဏရက်တန်ပြီးလက်ဖေးတစ်ခွက်ရဲ့အရာသာအထဲမှာစီးမျောလိုက်ပါတကယ်ကိုအနှစ်သာရရှိခစ်တီဘယ်လိုပဲပြောင်းလဲပါစေလက်ဖေးဆိုင်ရာပေးတဲ့ nutrient မျိုးကတော့အများနဲ့အသစ်ပါပဲခင်ဗျာ။အငွေထောင်နဲ့လက်ဖေးတစ်ခွက်ဟာငင်းချမ်းမှုဖြစ်စေလို့လက်ဖေးဆိုင်မှာထိုင်ကြမယ်ဆိုတာကလည်းအချစ်ဆုံးတငယ်ချင်းတွေရဲ့လျှို့ဝှက်တဲ့ကိတာကုတ်လေးပဲဖြစ်ပါတယ်။တကယ်ဘယ်တော့ကောင်းတဲ့စားသားလေးတွေပဲပေါ့နော်။ကျွန်တော်ကဒီမှာဆိုရင်နေ့လေစားထားခြင်းဖြစ်တဲ့ကြောင့်လို့ဝက်ပုံရင်ချင်းနဲ့အမင်းနဲ့မှားလိုက်ပါတယ်နော်ဈေးကလည်းတက်တာတယ်တပွဲမှာ69ပဲပေးရတဲ့အကြောင်းနောက်တစ်ခုကကျတော့ဒါပဲပလာတုတ်ကလည်းတရားကိုစက်ကောင်းတင်ပါပါဒီခေါက်လို့ကျွန်တော်သွားတယ်ဒီဆိုင်လေးကမစိုးဘူးပြောအောင်မယ်နော် location လေးဝေးတာလည်းပဲလို့ဆိုင်ရဲ့အပြင်အစင်ရဲ့ 5K ကတော့တကယ်လုံးဝကိုကျွန်တော်တို့ဟိုးရင်ကဒီ base ဆိုင်ထိုင်တဲ့ style ရောက်သွားရအမှန်ပဲနော်တော်ဝေးလုံးနဲ့အဲ့ဒီဟာလေးတစ်ခုကလွယ်လို့ကျန်တဲ့ဟာအဆင်ပြေအစားတောက်တွေဆိုရင်လည်းကျွန်တော်စားကောင်းတယ်ပြောရမယ်အရသာလေးပြီးတော့ဈေးနှုန်းအနေနဲ့ဆိုရင်အရင်ဈေးကြီးရပြီလို့ရှိရင်အဆင်ပြေပါတယ်ခင်ဗျာအဲ့တော့ကိုကတကယ်ကြီးနေဖိတ်ဆိုင်ထိုင်ခြင်းနဲ့ဘလို့ပိုင်ပြလို့ရှိနေဆိုရင်ဒီချန်ဝထနာပြောမယ်ဆို rancid ပေါ့နော်အဲ့ rancid နာကဒီလိုဖိတ်ဆိုင်ဟာလာထိုင်လို့ရပါတယ်ဒီကကြတော့rancid အဲ့ဒီအနီအောင် line ပေါ့